မပြုံးတော့ကကြတော့ဘောနော်ကိုရီးယားစိုက်ပျိုးရေးလုပ်တဲ့ဆိုတာကဘယ်လိုမျိုးပေါ့နော်ဘယ်လိုမျိုးအပစ်နေဆိုင်ရမှာလဲပေါ့ဒီစိုက်ပျိုးရေးလုပ်တဲ့သူစိုက်ပျိုးရေးဝတ္တနာပါတဲ့သူရှိလားမပြုံးဆိုရင်ရွာမှာအိမ်မှာတွေမှာစီးပွားဖြစ်ကပြောင်းဘူးလေးတွေစိုက်တယ်ပေါ့နော်အမျိုးစိုက်တဲ့အခါမှာဆိုရင်ဘာလဲဆိုတော့ဒီနေ့ဆိုရင်ပြောင်းစင်းမရှိဘူးကွယ်ပြောင်းစင်းမရှိဘူးဆိုတဲ့အခါမှာကျတော့တရွာလုံးပေါ့နော်ဒီပြောင်းစင်းနဲ့ပတ်သက်တာအကုန်လုံးညှင်းညူကြတယ်ပေါ့နော်အကုန်လုံးပြောမှဆိုအရှုံးပေါ်တယ်ပေါ့အဲ့လိုအခါမှာဆိုရင်တော့မပြုံးတယောက်သေးပေါ့နော်ဒီပန်းကိုစောက်ချလုပ်တယ်စိုက်ပျိုးတယ်ဆိုတဲ့အခါမှာမပြုံးကတလားဝင်ငွေနောက်ထပ်မပြုံးကတလားဝင်ငွေထက်ဝင်ငွေထက်မပြုံးကကြော်ဒီအပင်လေးတွေကိုကိုကအရင်ဆုံးလေးလာတယ်အရင်ဆုံးစိုက်ပျိုးတယ်ဆိုတော့ဝယ်သူတွေကပေါ့နော်ကိုအိမ်မှာလာကြည့်ပြီးတော့ပန်းလေးတွေကြိုက်သွားပြီဆိုတဲ့အခါကျတော့ကိုပန်းလေးတွေမာတယ်ပေါ့နော်အဲ့လိုမျိုးမာတဲ့အခါမှာလာစင်မပြုံးရဲ့ဝင်ငွေတွေကပို့ပြီးတော့တိုးလာတယ်ပေါ့နော်ကိုခါကျတော့အရင်ဆုံးစမ်းတက်လိုက်တယ်ရှုံးတယ်မြတ်တယ်ဆိုတာကိုအရင်ဆုံးစမ်းတက်ပြလိုက်တယ်စိုက်ပြလိုက်တယ်ကွယ်ပန်းလေးတွေအဲကြောင့်မလို့ခြံထဲမှာသူတို့လာကြည့်တယ်သူတို့ပြီးကြတော့သူတို့ကဘလို့အပင်လေးတွေကြိုက်ပြီးတော့ဘလို့လေးတွေရွေးစိုက်လဲဆိုတော့ကိုခြံမှာလာကြည့်ပြီးတော့ကိုအကြံယူပြီးတော့ပန်းတွေကိုသူတို့ကလိုက်ပြီးတော့စိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုပန်းလိုက်ပြီးတော့စိုက်တဲ့နေရာမှာဆိုရင်မပြုံးစီမှာပန်းလေးတွေကိုသူတို့ကရောင်းအဝယ်ဖြစ်သွားတာပေါ့အဲ့လိုအရှင်ဒီမှာအဲကြောင့်မလို့ကိုကဘယ်ဒေတာမှရှိတယ်လဲပေါ့နော်လူတိုင်းလုပ်နေတဲ့ဆိုတဲ့အမျိုးအစားကိုမလုပ်ပဲနဲ့လူတိုင်းမလုပ်သေးတဲ့လုပ်နေတဲ့ဆိုတဲ့အမျိုးအစားတွေကိုလုပ်ကြည့်ပါအဲ့လိုမျိုးဆိုရင်ကိုယ့်အတွက်ဆန္ဒပြောင်းလိုမျိုးတစ်နှစ်ပတ်လုံးနှစ်တိုင်းအဲ့ဒီပြောင်းလိုမျိုးအရှုံးမပေါ်ချင်ဘူးဆိုရင်ဒီလိုမျိုးလူတွေမလုပ်နေတဲ့အရာလေးတွေကိုလုပ်ကြည့်ပါလို့မပြောအကြံပြုချင်ပါတယ်ပိန်းပန်းဆိုလို့ရှိရင်ပုံမှန်ကမပြောလို့ပြောင်းဆိုရင်တစ်နှစ်လုံးမှတတိပဲစားရတယ်ဒီပန်းကကျတော့ပန်းပင်ကဥမာဒီပန်းကိုမကြိုက်တော့မလားပန်းပွင့်တော့ကိုနှုတ်ရောင်းလို့ရတယ်နော်ပန်းပွင့်မှာကိုရနေပြီဒါပေမဲ့ဒီပန်းပင်တွေကကျတော့ကြိုက်တဲ့အချိန်ရောလူတွေကအစင်သင်းဝယ်မဲ့သူတွေကြီးပဲအဲ့လိုဖြစ်နေတာလက်ရှိပေါ့နော်အဲ့လိုဖြစ်နေတာအကြောင်းမလို့ဒီစိုက်ပျိုးရေးဖြစ်ပါပဲဖြစ်ပေါ့နော်လူတွေမလုပ်သေးတဲ့ဟာလေးတို့အရင်ဆုံးလုပ်ပါဒီလုပ်တဲ့အရာဆိုလဲဆေးကွက်ရှိအောင်ပါပေါ့နော်အဲ့လိုလုပ်ပါအခုချိန်မှာမပြုံးတလားဝင်ငွေဘယ်လိုဖြစ်လဲဆိုတော့ဒီအပင်တွေကကိုအရင်ဆုံးတိတက်ဖြစ်အတွက်ကိုလာတိုင်ပင်တယ်ကိုအကြံပေးတယ်သူတို့လည်းကိုစီမှာပြန်ပြီးတော့အားပေးတယ်ဆိုတဲ့အနေအထားမှာရှိရပေါ့နော်အဲကြောင့်မို့ကိုမပြုံးပြောပြချင်တာဟာကိုဒေတာမှာဒီအပင်လေးတွေမရှိသေးဘူးဆိုတော့အရင်ဆုံးစိုက်ပြလိုက်ပါနောက်ကျရင်ပြန်ပြီးတော့အကြံပေးတဲ့အနေနဲ့ပန်းလေးကိုစီမှာပြန်ပြီးဝယ်တဲ့အခါမှာကိုယ့်အတွက်ပို့ပြီးတော့အများကြီးအဆင်ပြေသွားပါမယ်ဖြစ်ပါတယ်